အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် ABC ဖုန်းဆိုင်ဖောက်ခံရတဲ့အကြောင်းလေးကိုအသေးသေးရှင်းပြပေးခြင်းလို့ပါကျွန်တော်ဆိုင်ဖောက်ခံရတာက24ရက်5လ2026ညတနာရီကနေမနက်9နာရီအတွင်းဖောက်ခံလိုက်ရတာပါကျွန်တော်ကမနက်9နာရီခွဲဆိုင်ဖွင့်ဖို့ကြည့်လိုက်တော့မှဖောက်ခံရမှန်းကိုအတိအကျသိရပါစသိချင်းဒီတောင်းကလာပါနယ်မြေရဲစခန်းကိုအသေးသေးတွားပြီးအမှုဖွင့်တယ်အမှုဖွင့်တော့လေဒီတာဝန်ကျတဲ့လူကြီးမင်းပေါ့နော်နေတဲ့နေရာလေအသေးသေးအကုန်အစားဆုံးလိုက်လုပ်ပေးပါရပေါ့နော်ကျွန်တော်တိုင်ချက်ဖွင့်တာပေါ့နော်စပြောက်ချင်းကြောကျွန်တော်ရှိမှာလေကျွန်တော်အိမ်မှာ CCTV မရှိဘူးရက်ကွက်ထဲမှာလည်း CCTV ကအဲ့လောက်ကောင်းတာလည်းမရှိဘူးကျတော့CCTV တော့လိုက်စစ်တာပေါ့နော်ကျွန်တော်စဖြစ်ချင်းကျတော့ကျွန်တော်ဖုန်းပါသွားတဲ့ဖုန်းရဲ့အမီရဲ့နံပါတ်လေးပေါ့နော်20နဲ့မှတစ်လုံးပါသွားရဆိုမှကျွန်တော်အမီရဲ့နံပါတ်ကအကုန်လုံးအလွတ်မရဘူးလွတ်မရတော့ကျွန်တော်ချရေးလိုက်တော့10လုံးချရေးလိုက်တယ်10လုံးချရေးတော့ရှေ့ချက်ချင်းတည်းရတော့10လုံးပေါ့နော်အဲ့10လေးပေါ့နော်ကိုဒီဖုန်းလောက်ကသားတဲ့ချင်းလေးကိုမျှဝေတာပဲဖြစ်ဖြစ်လိုင်းပေါ်တင်လိုက်တာပဲဖြစ်ပေါ့နော်လာရောက်လို့ရှိရင်ကူညီပြီးတော့ဆက်သွယ်ပြီးပေါ့နော်တာဝန်ယူပြီးတော့ဖမ်းပြီးပေါ့နော်အဲ့လိုမျိုးလေးဆက်သွယ်ပြီးလိုက်တယ်လော10လုံးပဲရတော့10လုံးပဲတင်လိုက်တယ်ပေါ့နော်အဲ့10လုံးတင်လိုက်တော့ချက်ချင်း24ရက်နေ့ချက်ချင်းတင်တယ်နော်ဒီအိမ်ဖောက်ထွင်းတဲ့တခိုးကလေဒီ10လုံးပဲမြင်ပြီးတော့နောက်ထပ်17လုံးအမြင့်မပါတဲ့နှလုံးကိုလေမြို့တွေကနော်ထာလန်းကိုစိုင်းတဆိုင်ကိုတွားရောက်နေတွားရောက်တော့ဟိုကရောင်းတဲ့ဆိုင်ကဒီကိုလောကသားချင်းဆိုတော့သူတို့ကလည်းကျွန်တော်ဆက်သွယ်ပေးတယ်ဒီနေရာမှာလေအဲ့ဆိုင်ကလူလည်းတကယ်ကျေးဇူးတင်ပါတယ်နော်သူကတော့အကိုရေးတဲ့ဒီလိုပဲအကိုဗက်ဒီရက်လေးနဲ့တူတယ်အကိုအလုံးလေးတော့တူနိုင်တယ်အကိုဟုတ်လားဆိုတော့တေးချောင်းကျွန်တော်မေးလိုက်တယ်ဒီ16 Pro ပေါ့နော်256 Network Titanium ရဲ့အလုံးကlaser spot ပါလားပေါ့နော်laser spot လည်းပါတယ်ဒီလုံးပဲဆိုတော့တေးချသွားစီရီယယ်နံပါတ်လည်းပါတယ်ဆိုတော့သူကဖုန်းဆက်လက်တဲ့အချိန်မှာဒီဖောက်ထွင်းတဲ့တခိုးကလေကျွန်တော်ဒီသူကရိတ်မိသွားတော့သူကလေမယောင်းတော့ဆိုပြီးတော့သူအပြင်ဖုန်းထွက်ပြီးတော့ကျွန်တော်နဲ့ပြောနေတဲ့အချိန်မှာဖုန်းလေးယူပြီးတော့ထွက်ပြေးသွားတယ်ထပ်ပြေးသွားတော့ကျွန်တော်ရှိမှာအိမ်က CCTV ရုပ်ကမရဘူးရက်ွက်တွေက CCTV ဘုတ်ကလည်း TV ရုပ်ကလည်းမရတော့ဒီရုပ်ပဲရလိုက်တယ်25ရက်နေ့ညနေ6နာရီခွဲမှာအဲ့တခိုးရဲ့ရုပ်ကိုရလိုက်တာပေါ့နော်အဲ့တခိုးရဲ့ရုပ်ကိုရလိုက်တော့ပေါ့နော်ဒီကျွန်တော်ကဒီတာဝန်ကျတဲ့ဒီရန်ကုန်နဲ့ရေမှုတွေပေါ့နော်ရဲပေါ့နော်အဲ့ရဲကိုအကုန်လုံးပြပြီးအသေးသေးလေးပေါ့နော်ကျွန်တော်လည်းတက်နိုင်တယ်လို့ပေါ့နော်ကျွန်တော်လုံနိုင်တဲ့အရာလေးလုပ်ပေးတာပေါ့နော်အဲ့ကျတော့သူတို့ကလည်းဟုတ်ပြီဖြစ်ရှင်တော့ ICCTV ရုပ်ထဲကတခိုးကလေပိုသေးကြသွားတာကကျွန်တော်9လပိုင်း9ရက်နေ့ကနေပြီးတော့ပြန်တော့ကျွန်တော်ဆိုင်ဖုန်းဝယ်လာသလိုနဲ့နေ့လေတနာရီ30နဲ့မှ30နဲ့မှ3မိနစ်မှကျွန်တော်ဆိုင်ကိုလာသွားတယ်33မိနစ်မှဝယ်မလို့လက်ထက်လုံးနဲ့လာကြည့်တော့38မိနစ်မှပြန်သွားတယ်ဒါအရေးကက်လာကြည့်သွားပါတော့3မိနစ်ပဲလာသွားတယ်ဝယ်လည်းမဝယ်ဘူးရောင်းလည်းမရောင်းအတန်ကြီးကြည့်ပြီးပြန်သွားပါတော့ကျွန်တော်ဒီရုပ်ကိုပြကြည့်လိုက်တော့ဆိုင်ကလေးပြကြည့်လိုက်တော့လေဟာဒီကောင်ပဲဒီကိုကြီးပဲကျွန်တော်တို့ဆိုင်ကိုလာသွားတယ်အကိုကြီးတော့ဖုန်းဆက်သေးရဆိုတော့ဒီမှာဒီအတိတ်ကျပေါ်သွားတာဒီကောင်မဲဆိုတော့တိကျပေါ်သွားဗျာ25ရက်နေ့ည6နာရီခွဲလောက်တည်းဒီကောင်ရုပ်ကိုရရနေတယ်မလားလုံးဝတေးကြသွားပြီ24ရက်နေ့ကနေ25ရက်ဆို2ရက်ပဲရှိသေးတယ်ပေါ့နော်ဒါပေမဲ့ဒီပေါ့နော်ဒီတာဝန်ကျတဲ့ဒီလှုပ်ထုံးလုပ်နေတိုင်းပေါ့နော်တာဝန်ကျတော့ဒီနေရာပေါ့နော်ရဲတွေကတွေကျွန်တော်ရဲ့ဒီအမှုလိုက်လုပ်ပေးတယ်ပေါ့နော်တာဝန်ကျတဲ့လူကြီးမင်းတွေကပေါ့နော်သူတို့ရဲ့လှုပ်ထုံးလုပ်နေကိုကျွန်တော်လည်းနားမလဲဘူးဒါပွင့်လင်းပြောရအောင်နော်ကိုကတော့ကိုပစ္စည်းပြောက်ဥစ္စာပြောက်ငရဲရောက်ဆိုပေါ့နော်ဒီဟာကိုတွေးတော်မိရမဟုတ်မှန်းတယ်ထင်တာပေါ့နော်ဆိုတာဘယ်လိုဖြစ်လို့လဲရုပ်ရပြီးတော့မမိဘူးပေါ့အဲ့လိုကိုကပဲတွေးပူတာပေါ့နော်ဒီလိုမျိုးဖြစ်နေရောပေါ့နော်တွေးပူလာပေါ့နော်1ရက်2ရက်3ရက်ကနေ10ရက်မြောက်နေဖြစ်လာတော့လူကမခံစားနိုင်တော့ဘူးဒီကောင်းရုပ်ကြီးကလည်းရုပ်ကလုံးဝထင်းနေတယ်လွဲတဲ့အကြောင်းလည်းမရှိဘူးဗျာသိရမလားကူရမဲ့ကြရမဲ့ဖြစ်တာပေါ့နော်ရက်တွေကြာလာစပြည့်တုန်းကတော့ပြန်ရတော့မယ်ဆိုတော့နည်းနည်းလေးစိတ်ပြီးတော့မတင်ခါလို့ဖြစ်နေဆိုပေမဲ့နောက်ပိုင်းရက်ကြာတော့မခံစားနိုင်တော့အရင်ပြိုလဲခြင်းလို့ဖြစ်လာရဗျာသိလားအဲ့လည်းပေါ့နော်တွေ့ရကူညီတောင်းလိုင်းမော်ကြီးလည်းတင်းဗီဒီယိုလည်းတင်းတွေ့တဲ့ဟိုကလည်းအကုန်ကူညီတောင်းပါဗျာဖြစ်ရှင်တော့4ရက်နေ့နေ့လေ12နာရီလောက်မှာဒီတကူကသွားမိပြီသွားမိတော့တခုလက်ထက်မှာဖုန်းတွေကကျွန်တော်အမီရဲ့မတင်ထားတဲ့အလုံးကနှလုံးတော့သူ့လက်ထက်မှာရှိရယ်အမီရဲ့နံပါတ်နဲ့ကျွန်တော်ပြကြည့်ရယ်ပေါ့နော်တောင်းကြတဲ့လူချင်းမင်းရဲတွေကပေါ့နော်ဒီလုံးကမင်းလုံးဟုတ်လားဆိုဖြစ်ရှင်တော့ဒီလုံးအမီရဲ့နောက်ကမရှိဘူးဒါပေမဲ့ဒီလုံးကိုရောင်းထားတဲ့အမတာကေထားအမကျွန်တော်ကိုယ်တိုင်သူ့အိမ်ထိတော့ဝယ်ထားသေးလားအမကြီးဒီဖုန်းလေးအမဖုန်းဟုတ်လားဆိုတော့သူ့အမဘယ်ဆိုင်ကဝယ်ထားလဲလို့ကျွန်တော်အတိအကျမေးလိုက်တော့မြို့တဲ့ဂျန်ရှင်းဂျန်ရှင်းစီးတီးကတော့အရှူမှာဝယ်ထားပဲဆိုတော့ဂျန်ရှင်းစီးတီးကိုတွားဒီအမီရဲ့နံပါတ်ဟုတ်လားဆိုတော့စစ်ကြည့်လိုက်တော့မှဒီတာကေတာရောင်းတဲ့အမရဲ့နာမည်နဲ့ဖုန်းနံပါတ်ကပေါ်ရောဒီလုံးဆိုဟုတ်ပြီဆိုပြီးတော့ဆက်ပြီးတော့မိတာဖြစ်ရှင်တော့ဒီတခိုးလက်ထဲမှာကဖုန်းကနှလုံးပဲရှိရကျန်တဲ့16လုံးကနဲမှာရောင်းပြီးလိုက်ပြီနဲတော့ထက်မပြောတော့ဘူးပေါ့နော်ဒီနေရာမှာတိတ်ခါကြမှာဆိုလို့နည်းနည်းချန်ထားပြရနော်နဲမှာ16လုံးရောင်းပြီးပြီ
4 ရက်နေ့တည်းတခုကိုသိရတာတခုမိတာပေါ့နော်နောက်ပြီးတော့နေကိုလိုက်သိမ်းတာ9 ရက်နေ့6 ရက်နေ့မှာသိမ်းတယ်ကျွန်တော်ပစ္စည်းလည်းအကုန်ပြင်ရတယ်လောလောဆယ်တော့ကျွန်တော်အမှုပေါ့နော်တရားရုံးကိုတက်ပြီးတော့ပေါ့နော်ကျွန်တော်ပိုင်ဆိုင်တာရဲ့ဘာညာနဲ့အမှုလေးတော့လောက်အောင်မှာပေါ့နော်ဒါအသေးသေးရှင်းပြပေးရပါနော်ဒီနေရာမှာကျွန်တော်တခုတောင်းမဲ့ချင်တာကလေဒီကျွန်တော်အမှုကိုလိုက်ပေးနေတဲ့ရန်ကုန်တိုင်းရဲ့ရဲတပ်ဖွဲ့တွေကျွန်တော်ပြောမဆိုကျွန်တော်စိတ်ထဲကပြင်မဆိုမှအချင်းအမျိုးလေးရှိရင်ကျွန်တော်နားလည်းပေးပါလှုပ်ထုံးလုံနည်းလေကျွန်တော်လှုပ်ထုံးလုံနည်းတွေလည်းကျွန်တော်နားမလဲလို့ပါနော်ကိုကတော့ရက်တွေကြာလာတော့ပေါ့နော်မရတော့ဘူးလို့ပဲထင်တာပေါ့နော်ကျွန်တော်အပူကတ်တာမျိုးလို့နားမလျာမျိုးလို့ရှိရင်ကျွန်တော်နားလည်ပေးပါတကယ်တော်ပါတယ်ရန်ကုန်တိုင်းကဒီရဲမှုတွေကျွန်တော်အမှုကိုကင်ပေးတဲ့နာမည်တော့ထည့်မပြောတော့ဘူးပေါ့နော်ဘယ်သူပဲပြောတော့ပေါ့နော်အကုန်လုံးကပူးပေါင်းဆောင်ရွက်ပေးလို့ပေါ့နော်တယောက်တည်းနဲ့လည်းမရဘူးပေါ့နော်တကယ်ကျေးဇူးတင်ပါတယ်အခုလောလောဆယ်ပစ္စည်းတွေလည်းတစ်လုံးမကျန်အကုန်ပြင်ရတယ်နော်ဖုန်း20လုံးပါတော့20လုံးအပြည့်ပဲပြင်ရတယ်တရားခံလည်းအကုန်ပြီးပါရယ်နော်တကယ်ကျေးဇူးတင်ပါတယ်နော်အားလေးကျွန်တော်တစ်ချက်ရှင်းပြပေးတာပါတခိုးပုံတွေဘာတွေဖောက်ထွန်းသွားတဲ့လူတွေတော့ကျွန်တော်ချမပြတော့ဘူးသူ့ရဲ့ privacy လည်းရှိလို့ပေါ့နော်ကျွန်တော်လုံးဝချမပြပါဘူးဒါပြောပြရပါတချို့ဆိုတကယ်မယုံဘူးမကိန်းတိတ်ဆင်းတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်အများကြီးလာပြောကြရန်ခံစားရတယ်ဗျာသီလား25ရက်နေ့တည်းရုပ်ကြပြီးတော့ကျွန်တော်လည်းချပြချင်တာဗောပွင့်လင်းချပြချင်တာဒါပေမဲ့အဲ့လိုချပြလိုက်လို့ရှိရင်ဒီတရက်ခံကိုဖမ်းဖို့စီးဖို့အတွက်အရင်ခက်ခွဲသွားမယ်ဒီတရားခံရှောင်းတင်းသွားတာမျိုးဖြစ်တယ်ဆိုရင်ဘယ်လိုလုပ်လို့မရဘူးလမ်းစာရှာမရတော့ဖြစ်သွားမှာဆိုလို့ကျွန်တော်အဲ့လိုမျိုးလေးတော့နောက်ပိုင်းကျမှအခုမိမှပြောပြပါနော်ဒါမျိုးလေးပြောပြပေးတာပါနော်ဒါတရားအသေးစိတ်လေးပါနော်ကျေးဇူးတင်ပါတယ်အခုဆိုပစ္စည်းအကုန်ပြန်ရပြီနောက်ကျရင်လေဒီလိုကြက်ရုပ်မိုက်ကလေးနဲ့ဗလာသားလို့မေးချင်တဲ့ဟာအကုန်သေချာမေးကျွန်တော်အကုန်ပြန်ဖြည့်ပေးမယ်နော်ဒီရပိုင်းလေးတော့ကျွန်တော်နည်းနည်းသေချာလုပ်ဆရာရှိရလောက်အောင်အပျော်လွန်ပြီးတော့အခုဆိုလို့ရှိရင်ညဘက်လေးဆိုလို့အိတ်လောက်မပြောအခုကအပျော်လွန်ပြီးအိတ်မပြောတာနော်အရင်တော့ပစ္စည်းပြောက်ပြီးတော့ကများပြီးအိတ်မပြောတာအခုကအပျော်လွန်ပြီးတော့အိတ်မပြောတာနော်ကျေးဇူးတင်ပါတယ်နော်အားလုံးတက်နိုင်ဘက်ကအကုန်လုံးကူညီပေးကြလို့ဒီကျွန်တော်တို့ဖုန်းလောကသားရှင်းနေတယ်ကူညီလို့ဒီဟာတွေကအဆက်ဆက်နေနဲ့ပြီးလို့ပြန်ရပေးရသေးလားနော်ကျေးဇူးတင်ပါတယ်